ဒီကနေ့မေလ6ရက်နေ့ညပိုင်း10နာရီကျော်နဲ့17နာရီကြားမှာရန်ကုန်မြို့မှာငလင်း2ကြိမ်လောက်ခတ်သွားလို့တိုက်အောက်ကိုအမြန်ပြေးဆင်းခဲ့ကြရတဲ့ရန်ကုန်မြို့ခံများမင်္ဂလာပါပရိသတ်ကြီးရေရန်ကုန်မြို့မှာဒီကနေ့မေလ6ရက်နေ့ညပိုင်း10နာရီကျော်နဲ့17နာရီကြားမှာအင်အားနည်းငယ်ရှိတဲ့ငလင်း2ကြိမ်လောက်ခတ်သွားတယ်လို့ရန်ကုန်မြို့ခံတချို့ကပြောပါတယ်ပထမအကြိမ်လောက်ခတ်ချိန်ကအင်အားမဂနီကျု2.2ရှိတယ်လို့ကနဦးသိရပြီးဒုတိယအကြိမ်မိနစ်ပိုင်းခြားပြီးထပ်လှုပ်တဲ့ငလင်းကလည်းလှုပ်ခတ်မှုကိုသိသာစွာခန်းစားရတယ်လို့ဆိုပါတယ်ရန်ကုန်မြို့ကလမ်းမတော်မင်္ဂလာတောင်ညွန့်ကမာရွတ်လှိုင်းဒေါပုံအစားရှိတဲ့မြို့နယ်အများစုမှာငလင်းလောက်ခတ်မှုကိုသိသိသာသာခန်းစားခဲ့ရတယ်လို့မြို့ကန်တွေကပြောထားကြပါတယ်တချို့မြို့နယ်တွေမှာတိုင်းအမြင့်တွေပေါ်မှာနေထိုင်နေကြရတာဖြစ်တဲ့အတွက်ငလင်းလောက်ခတ်မှုအခြေအနေကိုသိချမသိတာကြောင့်တိုင်းအောက်ကိုပြေးဆင်းကြရပြီးထိတ်လန့်စိုးရိမ်မှုတွေရှိနေကြတာလည်းဖြစ်ပါတယ်ပြီးခဲ့တဲ့မတ်လ28ရက်နေ့ကစကိုင်းမြို့ကိုဗဟိုပြုပြီးလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်းကြောင့်စကိုင်းမြို့နဲ့မန္တလေးမြို့တို့မှာထိခိုက်ပျက်စီးမှုအများအပြားဖြစ်ခဲ့တာဖြစ်ပြီးလူပေါင်းထောင်နဲ့ချီသေဆုံးခဲ့ကြရတာလည်းဖြစ်ပါတယ်ဒါကြောင့်မလို့ရန်ကုန်မှာဒီနေ့ညလှုပ်ခတ်ခဲ့တဲ့ငလင်းကြောင့်အထက်မြင့်တိုက်ခန်းတွေပေါ်မှာနေထိုင်နေကြရတဲ့မြို့ကန်တွေအနေနဲ့မန္တလေးနဲ့စကိုင်းလိုဖြစ်မှာကိုစိုးရိမ်တာကြောင့်ထိတ်လန့်ကြောက်ရွံ့မှုများစွာနဲ့တိုက်အောက်တွေကိုပြေးဆင်းလာခဲ့ကြရတာလည်းဖြစ်ပါတယ်အခုလက်ရှိမှာတော့အင်အားပြင်းငလင်းလောက်ခတ်မှုဖြစ်ပွားခဲ့တာတလားကျော်သာရှိသေးတာကြောင့်ပြည်သူလူထုတွေရဲ့စိတ်ထဲမှာစိုးရိမ်ထိတ်လန့်မှုတွေဆွဲနေကြပြီးတခုခုဆိုတာနဲ့အထက်မြင့်တွေပေါ်မှာမနေရတော့ပဲအောက်ကိုအတင်းပြေးဆင်းကြတာလည်းဖြစ်ပါတယ်